တပြ3ယောက်အိမ်ထဲကိုဖောက်ဝင်လာပါတယ်ဒါပေမဲ့အိမ်ရှင်မျိုးသမီးကတော့ဘာမှမဖြစ်တယ်လို့ပဲသူတို့ဘေးကနေဖျက်လျှောက်သွားတယ်တပြ1ယောက်ကသူ့ကိုလှမ်းဖမ်းဖို့လုပ်ပေမဲ့သူ့အဖော်ကတားလိုက်တဲ့အမျိုးသမီးကရင်နှွေးငယ်ဖို့တဖူးကိုကောက်ကင်လိုက်တဲ့အချိန်မှာတပြ1ယောက်ကစက်ကူစတီရွက်ကိုသူမရဲ့ခွက်ပေါ်တင်လိုက်တယ်သူမကတော့သတိမထားမိပဲရင်နှွေးဆက်ငှက်လိုက်တာဒါပြပဲရင်နှွေးပူလောင်သွားတော့တာပေါ့ဒေါသထွက်သွားတဲ့ဓာပြကအမျိုးသမီးကိုတတ်ဖို့ပြင်လိုက်တယ်အတန်ကြားလို့လန့်သွားပေမဲ့သူမကတည်ငြိမ်စွာနဲ့ပဲခွက်ကိုကင်ပြီးလှည့်ထွက်သွားခဲ့တယ်ဒါကိုမြင်တဲ့ဓာပြကသူမရဲ့ခြေထောက်နာမှာတစ်တာတစ်လုံးကိုပိတ်ရက်ထားလိုက်တယ်ဒါပေမဲ့အမျိုးသမီးကရုတ်တရက်ရက်လိုက်ပြီးနောက်ပြန်လှည့်သွားပြန်ရောဓာပြလည်းကြောင်သွားတာပေါ့သူမကလမ်းကြောင်းပြောင်းပြီးထွက်သွားခဲ့ပေမဲ့ဓာပြကလက်မလျှော့ပဲသူမကိုဆက်ပြီးစမ်းတက်နေတော့မယ်နောက်ဆုံးတော့အမျိုးသမီးလည်းမတက်တာတော့ပဲတစ်တာကိုတမင်တိုက်မိချင်အောင်ဆောင်ပြီးချော်လဲလိုက်တယ်ပြီးမှပြန်ထပြီးဆိုဖာပေါ်မှာသွားထိုင်နေလိုက်တယ်ဓာပြကဓာနဲ့တင်မကျေနပ်သေးပဲနေရံပေါ်ကဂီတတူရိယာတစ်ခုကိုဆွဲယူပြီးသူမရဲ့နာနာကကအကျယ်ကြီးအတန်ပေးလိုက်တယ်အမျိုးသမီးကအပေါ်ရံမှာတော့တည်ငြိမ်နေပုံရပေမဲ့ခေါင်းလေးလဲလိုက်တဲ့အချိန်မှာတော့ကြောက်လန့်တကြားမျက်စိစုံမိတ်ထားရှာတယ်ဓာပြကထပ်ပြီးစမ်းဖို့လုပ်နေတော့သူမကရေချိုးတော့မယ်ဆိုပြီးရက်လိုက်တယ်ဓာပြတွေလည်းသူ့နောက်ကိုလိုက်သွားကြတာပေါ့